ပြောညံ့တယ်လို့မထင်လိုက်ပါနဲ့မိန်းကလေးတယောက်ကြောက်တတ်တာမွေးရပါဆိုပေမဲ့လေသူတို့တတိရှိလာပြီဆိုရင်ညအမောင်တောင်မှတ်မှုမိန်းကလေးတယောက်အားကိုးရှာတာတဘာဝဆိုပေမဲ့သူတို့နေတတ်သွားပြီဆိုရင်လူပြိုကြီးဥယျာဉ်ထက်အပြိုကြီးအည်တက်ကပုံများမယ်လို့ထင်ပါတယ်မိန်းကလေးတယောက်ဆွဲလန်းကြီးတဲ့တာတဘာဝဆိုရင်လေသူတို့ပြတ်သားပြီဆိုရင်လေဒုံးတိပြတ်သားနိုင်ကြမိန်းကလေးတယောက်အငုံလွယ်တာတဘာဝဆိုပေမဲ့သူတို့စိတ်နာသွားပြီဆိုရင်မျက်ရည်မကျအောင်နေတတ်လာတယ်မိန်းကလေးတဘာဝကလည်းအသားနာမှာကြောက်တတ်တယ်ဆိုပေမဲ့သားသမီးအတွက်ဆိုရင်အသားပါမကအသွေးကိုပါဆွန့်လွတ်ဖို့ဝင်မလေးတတ်ကြဘူးမိန်းကလေးတဘာဝကလည်းယောက်ျားသားလေးလောက်ခွန်အားမကြီးဘူးဆိုပေမဲ့ပကတ်လွဲတဲ့လက်ကလည်းကဘာကြီးကိုတောင်ဆွဲခါနိုင်တယ်မိန်းကလေးတဘာဝအားနဲ့တယ်ထင်ရပေမဲ့တိခံမှုနဲ့ပတ်သက်လာရင်ယောက်ျားတွေထပ်ပို့ပြီးတော့စိတ်ရှည်တတ်ကြတယ်မိန်းကလေးအများစုကကလေးဆန်နေဆိုပေမဲ့ဘဝအတွက်အလွန်ရေးကြီးတဲ့ဆုံးဖြတ်ချက်တွေတချို့ကိုလည်းရင့်ကျက်တည်ငြိမ်စွာလူကြီးဆန်ဆန်နဲ့တွေးတောဆုံးဖြတ်နိုင်ကြတယ်တကယ်တော့အားနွဲတဲ့မိန်းကလေးတွေကပဲခွန်အားကြီးပြီးတော့ထက်မြက်တဲ့ယောက်ျားကောင်းတွေကိုမွေးထုတ်ပေးခဲ့တယ်ဆိုတာလေကဘာဦးစားကလေးအားမငင်းဆန်နိုင်တဲ့အမှန်တရားတစ်ခုပါပဲအမျိုးသမီးတွေကိုတန်ဖိုးထားတတ်ကြပါစေ